သမင်းစားဖို့နေဘာကြည့်ပြီးဘာတွေစဉ်းစား ငါထမင်းစားတာ10နှစ်လောက်ရှိပြီလေ10နှစ်လောက်ရှိပြီဆိုတော့ထမင်းကိုဘယ်ကနေဘလို့စားမှမသိဘူးထမင်းကိုဘလို့စားတာလဲငါမသိလို့ပါဟာယောက်ျားတော့က သမင်းမစားတာ10နှစ်လောက်ရှိပြီဆိုတော့ ဒါပါဒါ အဲ့ငါ ဩဒါ ဒါကြာတန်ချက် ဩ အဲဒီမှာကျက်ဥကျော်ဒါငပိကျက်ဒါငပိရေဒါတို့စရာ ဩငါမစားတော့10နှစ်လောက်ရှိပြီလေ အေးစူးစားပြီးစားကြည့်ပါမိမလေးစူးစားပြီးစားကြည့်နော်ဟာမိမဟာဘလို့ပြတာနေရလဲဟာပြဟာပြ ကပီးရနေလို့မူတော့ ဟောသမင်းနဲ့ဟင်းနဲ့ကင်းကွာနေတာ10နှစ်လောက်ပြီပေါ့ငပိနဲ့နာနာနဲ့ခေါင်းကမူးသွား ဟုတ်တယ် ဒုက္ခပဲဟာ ထမင်းရလဲမစားလို့မရဘူးလေအသက်က60ဆိုတော့ထမင်းစားမှလည်းရှိမှလေ ဟုတ်တယ်အဲ့ကျိုးသားပြီးစားပါကျိုးသားပြီးစားပါစားလို့နည်းနည်းစားတတ်တယ်လို့စား ငါဘယ်လိုစားမလဲမသိငါစားချက်လို့ငါစားကြည့်ရအောင် စားကြည့်နော်စားကြည့် ဒါငါရင်နော် နိုင် ဟောဒါ ကြာတန်ချက် ကြာတန်ချက်နော်ဟောကျက်ဦးဒါမကြီးစိမ့်နဲ့ ဘု ဘော ရား တာ ချိတ်တယ်လို့စားငုံနာဟာမကြီးဒီရဲ့ဟမ် ဒါခရမ်းရိုးစားလာရသူကရိုးစားမစားကြတော့ရစ်ရော အော်သမင်းမစားတာ10နှစ်လောက်ကြာတော့ဒီခရမ်းကြီးကိုဘယ်လိုစားမှမသိဘူး ဟုတ်ကဲ့ ဒီလိုစားမှာလားဒီလိုစားမှာလားအမဘယ်လိုမှမစားနဲ့ခရမ်းကြီးဆိုတာဒီဟဲ့လို့စားပါလေ